အမျိုးသမီးကနေမှအမျိုးသားအဖြစ်ကိုပြောင်းလဲရဆိုတာကကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးပြောင်းလဲဖို့တခုအတွက်ကြည်သုံးတာခွဲစိတ်တာဒါတွေထက်အများကြီးပိုနှဆိုင်တဲ့ကိစ္စတွေရှိပါတယ်လူတော်တော်များများကပြင်ပရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပဲမြင်ပေမဲ့တကယ်တမ်းဆရာတို့ရှင်ဆိုင်ရတဲ့အကြီးမားဆုံးတိုက်ပွဲကစိတ်ထဲမှာပဲဖြစ်နေရပါဟော်မုန်းတွေကြောင့်စိတ်ငြိမ်တာပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုတန်တရားဖြစ်တဲ့စိတ်တွေဒါတွေကိုဘယ်လိုကိုင်တွယ်ရမလဲဒါတွေကိုမသိရင်ဆရာတို့ရဲ့ပျော်ရွှင်မှုတွေကပျောက်ဆုံးသွားနိုင်ပါတယ်ဒီဗီဒီယိုထဲမှာဒီလိုအမျိုးသမီးကနေအမျိုးသားပြောင်းတဲ့ transition ကာလမှာကြုံတွေ့ရတဲ့စိတ်ပိုင်းဆိုင်ရာစိန်ခေါ်မှုတွေကိုဘယ်လိုအောင်မြင်နေနဲ့ကြော်ဖြတ်လာတယ်လဲဆိုတာဆရာရဲ့အတွေ့အကြုံနဲ့အသေးစိတ်ပြောပြတော့ပါမယ်အားလုံးပဲမင်္ဂလာပါဆရာကတော့ homeopathic practitioner တမတော်ဆရာဟိန္ဒူသားဆိုမျိုးဖြစ်ပါတယ်ဆရာရဲ့ channel မှာ transplant နဲ့ LGBTIQ community အတိုင်းအမြတစ်ခုလုံးရဲ့ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာဘဝတွေကိုအမြဲတမ်းဝင်ပြတင်ဆက်ပေးနေဖြစ်ပါတယ်ဆရာတို့တွေမွေးလာကလေးကလက်ရှိပေါ်တော့ရှိနေတဲ့ဖြစ်တည်မှုကိုပြောင်းလဲပြီးတော့အမျိုးသမီးကနေပဲအမျိုးသားကိုပြောင်းအမျိုးသားကနေပဲအမျိုးသမီးကိုပြောင်းဆရာတို့ကအဲ့ဒါကို transition process ထိရှည်တစ်ခုလိုပဲဆရာတို့သတ်မှတ်ကြတယ်အဲ့ဒီလမ်းခရီးမှာဆရာတို့ကကိုလိုချင်တဲ့အိမ်မက်တိုင်းပေါ်ပေါ်ကြတဲ့အချိန်မှာပြင်ပကနေ chemical ရဲ့အကူအညီနဲ့ဆရာတို့ကတဖြည်းဖြည်းချင်းခန္ဓာကိုယ်ကြီးကပြောင်းလဲလာသလိုစိတ်ကလည်းလျောညီထွေဖြစ်အောင်ပြောင်းလဲပြီးတော့နေထိုင်ကြရတယ်အထူးသဖြင့်ပေါ့နော်ဆရာတို့ဒီ30တဲ့အချိန်မှာဖြစ်ပေါ်လာတဲ့စိတ်ခံစားချက်အတက်အကျလေးနဲ့လူတစ်ယောက်ကအတော်လေးကိုပြင်ပန်းပါတယ်ဒါကိုဆရာတို့အနေနဲ့ကတော့ second puberty ဒုတိယအကြိမ်လူမျိုးပေါ်ဝင်ခြင်းလို့ဆရာတို့ခေါ်ပါတယ်ဒီအဆင့်ကိုဖြတ်နိုင်မှုအတွက်တည်သုံးလိုက်လို့ဖြစ်လာတဲ့ဟော်မုန်းမညီမျှမှုတွေကြောင့်စိတ်အတက်အကျတွေကိုဖြတ်ကျော်နိုင်မှုလက်နက်ကောင်ကြီးအများကြီးလိုအပ်ပါတယ်ပထမဆုံးသိထားမှာကဒီ level တက်လာတဲ့အခါမှာဆရာတို့တွေစိတ်တူတာဒေါသထွက်လာတာမျိုးတွေဖြစ်တတ်တယ်ဒါကတော့လုံးဝသဘာဝပါပဲဒါတွေကိုအကြောင်းပြပြီးတော့ငါကတီးတုံးလို့စိတ်တူတယ်ဒေါသထွက်တယ်ဆိုတဲ့အကြောင်းပြချက်တစ်ခုနဲ့ပတ်ဝန်းကျင်ကိုရန်လုံနေလို့မရပါဘူးအရင်ဆုံး self awareness ကိုသတိအရင်ကပ်ပါငါအခုဒေါသထွက်နေရတာငါအခုဒေါသထွက်နေတယ်အဲ့ဒီအရာကြီးငါရဲ့တကယ်ဒေါသထွက်တဲ့စိတ်ကြောင့်လားဟော်မုန်းကြောင့်လားဆိုတာအရင်ဆုံးခွဲခြားတတ်အောင်လေ့ကျင့်ရမယ်နောက်တစ်ခုကကိုယ့်ရဲ့အတွင်းထဲမှာပိတ်မိနေတဲ့စွမ်းရည်တွေကိုထွက်ပေါက်ပေးရမယ်ကိုယ့်ရဲ့အထဲထဲမှာတည်သုံးလိုက်တဲ့အခါမှာဟော်မုန်းတွေမညီမျှမှုကြောင့်စွမ်းရည်တွေကပေါက်ကွဲလာတယ်အဲ့ဒီစွမ်းရည်တွေကိုထွက်ပေါက်တစ်ခုတော့ပေးရမယ်အကောင်းဆုံးကတော့လေ့ကျင့်ခန်းလုပ်တာအားကစားလုပ်တာတွေကကိုယ့်ရဲ့တည်သုံးလိုက်လို့ဖြစ်လာတဲ့ဒေါသတွေကိုထိန်းချုပ်နိုင်မှုအကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကတော့တီးခံမှာ patient လို့ခေါ်ပါတယ်ပြောင်းလဲမှုတွေကချက်ချင်းကြီးဘုံတိုင်းဆိုပြီးဖြစ်မလာပါဘူးအတန်ပြောင်းတာမုတ်စိတ်မွေးထွက်တာခါရဲ့ခန္ဓာကိုယ်ကယောက်ျားတစ်ယောက်လိုကြွက်သားအများကြီးနဲ့ဖြစ်တည်လာမှုဒီစိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကဲ့သို့ပဲအချိန်ယူရမှာဖြစ်ပါတယ်သူများကတော့ဒီတလအတွင်းမှာပြောင်းလဲတာဟိုလူကတော့3လမှာပြောင်းလဲတာသူကတော့2နှစ်အတွင်းမှာ1နှစ်အတွင်းမှာပြောင်းလဲတယ်ငါကြဘာလို့မဖြစ်တာလဲဆိုတဲ့ရှင်မှုတွေနှမ်းရှင်မှုတွေအလိုမကျမှုတွေစိတ်ပင်ပန်းတဲ့အရာတွေအားလုံးကိုတည်ငြိမ်မှုလုံးဝအချိန်ယူမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့ gender dysphoria လို့ခေါ်တဲ့ကိုယ့်ရဲ့ဖြစ်ပေါ်လာတဲ့လက္ခဏာတွေပေါ်လုံးဝမကျေနပ်မှုမှန်ကြည့်လိုက်တိုင်းကိုယ်မလိုချင်တဲ့အစိတ်ပိုင်းကိုမြင်ရတဲ့အခါမှာစိတ်တက်ကြလာတယ်ဥပမာကိုရီးယားတီကိုသုံးနေပေမဲ့ကိုယ့်ရဲ့ငွေကြေးအခက်အခဲဘတ်စုံအခက်အခဲကြောင့်aperture surgery လို့ခေါ်တဲ့အပေါ်ပိုင်းကိုမခွဲစိတ်နိုင်တဲ့အခါမှာဒီလိုကိုမလိုချင်တဲ့အစိတ်ပိုင်းတွေကိုအမြဲတမ်းမြင်နေရတဲ့အခါမှာစိတ်တက်ကြတာဖြစ်လာတယ်အဲ့တော့ကိုကမဖြစ်နိုင်တဲ့အရာကိုဝမ်းနည်းတဲ့အစားပြောင်းလဲလာတဲ့အချက်ကလေးတွေပဲအာရုံစိုက်ပါဥပမာပေါ့နော်ငါရဲ့အတန်အားမနေ့ကမိန်းကလေးတန်တဖြည်းဖြည်းနဲ့ငါဒီယောက်ျားလေးတန်ဖြစ်လာပြီးငါရဲ့မျက်နှာဒီအရင်တော့အမွှေးမြင်မပေါက်ခဲ့ဘူးအခုတဖြည်းဖြည်းနဲ့အမွှေးမြင်ပေါက်လာပြီးငါဟုတ်ပြီအပေါ်ပိုင်းမခွဲစိတ်နိုင်သေးဘူးဒါပေမဲ့ငါခွဲစိတ်တဲ့အခါမှာအကောင်းဆုံးခွဲစိတ်မှုအလားဆုံးဖြစ်အောင်အသေးသက်ဆုံးဖြစ်အောင်အခုကငါရဲ့ရှင်ဘက်ကိုပုံသွင်းထားတယ်ဒါမျိုးအကောင်းမြင်စိတ်လေးကိုဆရာကတော့ထားစေချင်ပါတယ် social cycle ကလည်းအရေးကြီးဆုံးပဲကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ့်ရဲ့အလုပ်ခွေကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းမှာကိုယ့်ကိုစိတ်ဆင်းရဲအောင်ပြောမဲ့ toxic ဆိုတဲ့လူတွေကိုရှောင်ပြီးပါ
တငယ်ချင်းလည်းဖြစ်မယ်မိသားစုအဆိုင်ဝဲလည်းဖြစ်မယ်ကိုယ့်ရဲ့အလုပ်ခွင်အောင်မိတ်ဆွေတွေလည်းဖြစ်မယ်ကိုယ့်ရဲ့စိတ်ကိုပင်ပန်းညှိုးနှံအောင်လုပ်မိတဲ့နေရာကိုတတ်နိုင်တဲ့လောက်အားမနာပဲရှောင်စေခြင်းနဲ့ကိုနားလည်ပေးမဲ့ community တစ်ခုမှာပဲဆရာကတော့နေစေခြင်းနဲ့အပေါ်မှာပြောသားသလိုပဲ comparison is the thief of joy နှိုင်းရှင်ခြင်းဟာဆရာတို့ရဲ့ပျော်ရွှင်မှုကိုခိုးယူတဲ့တစ်ခုပါပဲသူများတွေကလည်းဒီပမာဏသုံးတယ်ဒီလိုလုပ်တယ်သူများတွေကဘာလို့အရန်လာပြီးငါလည်းဒီပမာဏသုံးတယ်ဒီလိုလုပ်တယ်ဘာကြောင့်ငါကမလှနေအောင်ငါလိုချင်တဲ့ကြားဆံမှုငါလိုချင်တဲ့အမျိုးသမီးတယောက်ခန္ဓာကိုယ်ငါလိုချင်တဲ့ muscular line ငါလိုချင်တဲ့ feminine line ဘာလို့မရတာလဲဆိုတော့ဆရာတို့ရဲ့ LGBTIQ community မှာနှိုင်းယှဉ်မှုတွေတအားများပါတယ်ဒါကြောင့်တခြားသူတွေရဲ့ခီးစင်နဲ့လုံးဝမနှိုင်းယှဉ်ပါနဲ့ဆရာပြောနေကြအတိုင်းပဲတယောက်နဲ့တယောက် physiology လို့ခေါ်တဲ့ဇီဝဖွဲ့စည်းပုံတွေကမတူပါဘူးလူတစ်ယောက်ချင်းစီမှာမတူညီတဲ့ timeline ဆိုတာရှိပါတယ်ဒီ transition ခရီးလမ်းကအကြာကြီးကိုဆရာတို့ရှောင်လန်းရမှာပါရှင်းအောင်ပြောမယ်ဆိုရင်ဆရာတို့မျက်လုံးမပိတ်ခြင်းဆရာတို့လဲမကြသွားမရှင်ဆရာတို့အသက်ရှိနေတဲ့၍ဒီကိစ္စကြီးကအမြဲတမ်းဖြစ်တည်နေအောင်ပါပဲကြားလေးဖြစ်လို့သူတွေကလည်းတက်တက်လုံးထိယောက်ျားလေးအဖြစ်ရှိကျင်ကြရတယ်လို့မိန်းကလေးအဖြစ်ဖန်တီးလို့သူကလည်းတက်တက်လုံးမိန်းကလေးအဖြစ်ဖန်တီးလို့ရပဲဒီလိုအရှိကြီးခရီးမှာဆရာတို့ကပျော်ရွှင်မှုမရှိဘူးစိတ်ပိုင်းဆိုင်ရာကျန်းမာမှုမရှိဘူးဆိုရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးကဘလောက်ပဲကြားဆန်နေပါစေဘလောက်ပဲအမျိုးသမီးဆန်နေပါစေပျော်ရွှင်ရမှာလုံးဝမဟုတ်ပါဘူးအဲအကြောင်းတစ်ခါတလေစိတ်ညစ်လာတဲ့အခါမှာအလွယ်လုံးလို့ရမယ့်နည်းလေးဆရာ၃မျိုးပြပြထားပါမယ်အဓိကတော့ diary ရေးပါ journaling လို့ခေါ်ပါတယ် diary ရေးတဲ့အကျုံလောက်ပါဆရာကိုယ်တိုင်လည်းတစ်နေ့တစ်ခါတလေစိတ်အခက်မတင်တာတွေကိုချရတတ်တဲ့အကျင့်ရှိတယ်ဒါလည်းကိုယ့်ရင်ထဲမှာပောက်ကွဲခြင်းနဲ့ဒေါသမကြေမနက်ဖြစ်မှုတွေဟာရှစ်စာအုပ်ထဲနဲ့ဖောင်တွေလေးနဲ့စာရွက်နဲ့ရေးလိုက်ခြင်းဟာစာထဲမှာပဲပောက်ကွဲသွားတယ်လို့အရန်နေလို့ကောင်းပါတယ်နောက်တစ်ခုက professional health အခုဆိုရင်တကယ်ကို non profit ပေါ့နော်လုံးဝအကျိုးမြတ်မယူတဲ့စိတ်ပိုင်းဆိုင်ရာအဖွဲ့အစည်းအများကြီးရှိပါတယ်တကယ်လို့ကိုယ့်ရဲ့စိတ်ကြတာပြင်းထန်လာတယ်ဆိုရင်ကျွမ်းကျင်တဲ့ counselor တွေနဲ့ဆရာဝန်တွေနဲ့တိုင်ပင်လို့ရပါတယ်တကယ်လို့ကိုကအခုလိုမျိုးပြတဲ့အခါမှာဟာငါတော့စိတ်ရောဂါဖြစ်လို့ပြနေပြီငါဒီတကယ်စိတ်ရောဂါဖြစ်နေပြီလားလို့ကိုမတွေးပါနဲ့ဒါက counselor တွေဆရာဝန်နဲ့တွေ့ရတာကကိုယ့်ရဲ့စိတ်ရောဂါအယူဖြစ်တော့မှမလို့တွေ့ရမဟုတ်ပါဘူးကိုချစ်ပြီးတော့ကိုယ့်ရဲ့ရင်ဖွင့်ဖို့တီးတိုးတိုင်ပင်ဖို့တယောက်ရတယ်လို့ပဲမှတ်ယူလို့ရပါတယ်ဒီ counselor တွေ psychiatrist စိတ်ပိုင်းဆိုင်ရာတွေပြတဲ့အခါမှာလူတိုင်းကရှက်ကြောက်ကြတယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်လေးကြားမှာဖို့ရအတွက်အကြံဉာဏ်ရဖို့ရအတွက်ရင်ဖွင့်တီးတိုးပြောဖို့ရဖို့ရအတွက်ကျွမ်းကျင်တဲ့ counselor psychiatrist တမားတော်နဲ့ဖျားဖို့ဆရာအကြံပေးချင်ပါတယ်နောက်ဆုံးတစ်ခုကတော့တရားထိုင်တာဒါကဘာသာတရားတစ်ခုတိုင်းမှာဘာသာကိုချီပြီးတော့တရားထိုင်ခိုင်းတာဆရာမဟုတ်ပါဘူးကိုယ့်ရဲ့စိတ်တည်ငြိမ်မှုရဲ့အတွက်အသက်ရှူလေးခြင်းညာလုပ်တာအေးချမ်းတိတ်ဆိတ်တဲ့နေရာလေးမျိုးမှာအာယုံတွေမပြတ်လို့လည်းအာယုံစူးစိုက်မှုလုပ်ခြင်းနဲ့လည်းဒါက mindfulness ကိုယ့်ရဲ့စိတ်ကိုငြိမ်အောင်လေ့ကျင့်လို့ရပါတယ်ဒီလိုလေ့ကျင့်ဉာဏ်တွေလုပ်ခြင်းဟာဟော်မုန်းအတက်ကြမှာကိုယ့်ရဲ့စိတ်ကိုအများကြီးအကျိုးပြုပါလိမ့်မယ်ဒီပြောရမယ်ဆိုရင်အမျိုးသမီးကနေပဲအမျိုးသားပြောင်းအမျိုးသားကနေပဲအမျိုးသမီးပြောင်းအားလုံးက LGBT community ထဲမှာအတူတူတလီတဲ့ခရီးသွားနေတဲ့လူတွေပါပဲဒါကြောင့် transition လုပ်တယ်ဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတိဆောက်တာမဟုတ်ဘဲနဲ့လူတစ်ယောက်အဖြစ်ပြန်လည်မွေးဖွားလာတာဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာမှာပြုပြင်ရတာမှာခဲရင်းလိမ့်မယ်ငကူကမှာကိုဒီ gender dysphoria ဖြစ်လို့အသွင်ပြောင်းနေလို့တဲ့စိတ်နဲ့စိတ်ကအတက်အကျမငြိမ်မှုဖြစ်နေပါမှဆရာတို့ကပြင်ပကနေစီးအကူကြီးယူတဲ့အခါမှာဟော်မုန်းတွေမကြည်များမှုကြောင့်ပို့ပြီးတော့ဆိုးရွားနိုင်ပါတယ်ဒါပေမဲ့ဒီလိုခက်ခဲတာကတင်တယောက်တည်းမဟုတ်ပါဘူးဒီ community တစ်ခုလုံးမှာပြောင်းလဲမှုလုပ်နေတဲ့အကုန်လုံးဒီတိုင်းပဲဖြစ်ကြပါတယ်ဒါကြောင့်ဘယ်တော့မှအားငယ်ပါနဲ့ကိုတယောက်တည်းမဟုတ်ပါဘူးကိုအားငယ်စိတ်ဝင်လာတယ်တိမ်ငယ်စိတ်ဝင်လာတယ်လမ်းပြောက်လာတယ်ဆိုရင်ခုနဆရာပြောတဲ့အချက်လေးတွေတိုင်းလိုက်ပြီးလုပ်ကြည့်ပါဒီဗီဒီယိုလေးကဆရာရဲ့ LGBT community ချစ်ရတော့မိတ်ဆွေအားလုံးအတွက်အကျိုးရှိမယ်လို့ဆရာမျှော်မှန်းပါတယ်ဆရာအနေနဲ့လည်းအမြဲတမ်းပဲဒီခရီးစဉ်လေးမှာကိုတက်နိုင်တဲ့ medical site ဘက်ကနေတက်ကျွမ်းထားသမျှနဲ့အကူအညီပေးမှာပါတကယ်လို့ဆရာကိုတိုင်ပင်နေတာရှိရဆိုရဲ comment မှာရေးလို့ရပါတယ်ဗီဒီယိုလေးကြိုက်နေတဲ့ရင်တော့ like share လေးလုပ်ပေးကြပါဦး